ဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးနိုင်ငံတော်ကဒီကနေ့တရားဝင်သတင်းပုဒ်ထုတ်ပြန်ခဲ့ပါတယ်။ဘာသတင်းလဲဆိုလို့ရှိရင်ဒေါအောင်ဆန်းစုကြည်နဲ့အပြည်ပြည်ဆိုင်ရာကြက်ချိန်တီကော်မတီ ICRC ရဲ့မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူမစ္စတာအာနိုဒီဘက်တို့2026ခုနှစ်ဩဂတ်လ3ရက်နေ့ဒီကနေ့မနက်အစောပိုင်းနေပြီးတော့မှတွေ့ဆုံတဲ့သတင်းဖြစ်ပါတယ်။အဲ့ဒီသတင်းထုတ်ပြန်မှုမှာသတင်းတပ်ပုံ4ပုံပါဝင်ပါတယ်။သတင်းတပ်ပုံ2ပုံကတော့ဒေါအောင်ဆန်းစုကြည်နဲ့မစ္စတာအာနိုဒီဘက်တို့တွေ့ဆုံတဲ့ဓာတ်ပုံတွေဖြစ်ပါတယ်။နောက်ထပ်2ပုံကတော့ကျမတို့ဒီပြီးခဲ့တဲ့2026ခုနှစ်6လပိုင်း19ရက်နေ့မှာကြာရောက်ခဲ့တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာဒေါအောင်ဆန်းစုကြည်မွေးနေ့ကိတ်ခွဲနေတဲ့ပုံလေးတွေနဲ့အတူထုတ်ပြန်လာတာဖြစ်ပါတယ်။အဲ့တော့ဒီနေရာမှာကျမတို့စဉ်းစားမိတဲ့အချက်လေးတွေရှိပါတယ်။အဲ့ဒါဘာလဲဆိုတော့ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ကိတ်ခွဲနေတဲ့ပုံလေးတွေကိုကြည့်ချင်းအားကြည့်ပြီးတော့ပေါ့နော်။ဒေါအောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအတွက်စိတ်ပူနေတဲ့သူတွေဒေါအောင်ဆန်းစုကြည်ရဲ့နေထိုင်စားသောက်ရေးအတွက်ကိုစိတ်ပူနေတဲ့သူတွေအတွက်ကြည်နုပွေရာမြင်ကွင်းလေးတစ်ခုပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒေါအောင်ဆန်းစုကြည်ဒီဟာလာစိတ်ကြည်လင်လန်းဆန်းအေးချမ်းပြီးတော့ပျော်ရွှင်စွာနဲ့မွေးနေ့ကိတ်ခွဲနေတဲ့ပုံလေးကိုကြည့်ပြီးဒေါအောင်ဆန်းစုကြည်ဒီကာလတွေအတွင်းမှာဒီရက်တွေအတွင်းမှာဒီနှစ်တွေအတွင်းမှာဒါသူဖြတ်တန်းရတဲ့သူ့ရဲ့ life ဒီအေးချမ်းမှုတွေပျော်ရွှင်မှုတွေတည်ငြိမ်မှုတွေလန်းဆန်းမှုတွေအပြည့်နဲ့ဖြတ်တန်းနေရတယ်ဆိုတာကိုအဲ့ဒီဓာတ်ပုံလေးနှစ်ပုံနဲ့ကတိချာကိုအသေးစိတ်ဖော်ပြပေးနေပါတယ်ဒါကတော့ဒေါအောင်ဆန်းစုကြည်ကိုတကယ်ကိုမေတ္တာနဲ့သူ့အတွက်ကိုစိုးရင်ပေးနေတဲ့သူတွေစိတ်ပူပေးနေတဲ့သူတွေမြင်ရမယ်အမြင်ပေါ့နော်ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်ကိုဟာလာနိုင်ငံရေးအရာအသုံးချလို့စိမ့်နဲ့ကြည်နေတဲ့သူတွေကတော့အဲ့ဒီအမြင်ကိုမြင်နိုင်မယ်မထင်ပါဘူးဒါကတပိုင်းပေါ့နော်နောက်တစ်ခုကကျတော့မစ္စတာအာနိုဒီဘန်နဲ့ဒီကာလမှာဘာကြောင့်တွေ့ခွင့်ပေးတယ်လဲပေါ့နော်ဒီကာလတွေအတွင်းမှာဒီနှစ်တွေအတွင်းမှာဒေါအောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့အတွက်ကိုတကယ်နိုင်ငံအသီးသီးကရောပြီးလို့ရှိရင်ဟာလာအိန္ဒိယနိုင်ငံတွေတဲကရောနိုင်ငံရေးပါဝါရှိတဲ့တကယ် background ကောင်းတဲ့သူကြီးတွေပေါ့နော်နိုင်ငံရေးပါဝါရှိတဲ့သူကြီးတွေတွေ့ခွင့်ရဖို့အချိန်ချင်းစ조사ခဲ့တာတော့မှတွေ့ခွင့်မရခဲ့ဘဲနဲ့ဘာဖြစ်လို့ဘာကြောင့်မလို့ ICRC ရဲ့မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူမစ္စတာအာနုဒီဘက်ကဒီကာလမှာတွေ့ခွင့်ရတာလေဒါကအရန်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ချက်ပါကျမတို့နောက်ထပ်အပိုင်းတွေမှာလည်းဒီသတင်းနဲ့ပတ်သက်ပြီးတော့သတင်းသုံးသပ်ချက်တွေထပ်ပြီးတော့လာပါအောင်မယ်အားလုံးကျေးဇူးတင်ပါတယ်